မင်္ဂလာပါခင်ဗျာဒီရက်ပိုင်းကျွန်တော်လည်းတိုက်ပြီးတော့အလုံးမအားတာနဲ့အလောက်တွေရှုပ်ပြီးတော့ဗီဒီယိုတွေလည်းတိုက်မတင်ဖြစ်ဘူးပေါ့နော်ဗီဒီယိုတွေကခပ်ပွားလေးပဲတင်ဖြစ်တယ်ကျွန်တော်စီမှာဗျာဒီတချို့သောညီကိုတွေကကိုယ့်ရဲ့ကျဲတွေမကြည့်ဘူးပေါ့နော်ကျဲတွေကြည့်အောင်လောက်တဲ့နီလန်းရှိလားကျဲတွေအကြည့်မြောင်ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်စီမှာလည်းမေးထားတာတွေရှိပါတယ်ကျွန်တော်လည်းတင်ကြဗီဒီယိုတွေကလည်းများနေတယ်မေးထားတဲ့မေးခွန်းတွေကလည်းများနေတဲ့အခါတွေကြတော့အလုံးမအားတာတွေနဲ့ဒီဖြေချပေးဖို့ကလည်းမအားနိုင်ဘူးပေါ့နော်ဒီနေ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အနေငယ်ဖြေချပေးပါမယ်ကျဲတွေဘယ်လိုကြည့်အောင်လုပ်ရမလဲကျဲတွေအကြည့်မြောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မေးထားတာတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အနေငယ်ဖြေချပေးသွားပါမယ်ဒီမှာပေါ့ဗျာကျဲတွေအကြီးမြန်ဖို့ဆိုရင်ကိုယ့်ကျဲတွေဗျာကျဲကလေးတွေဒီအကြီးနှေးတယ်ဥပမာအကြီးနှေးတယ်ဆိုပါစို့ကိုယ့်ကျဲကလေးတွေကကြီးတာနှေးတယ်ဆိုလို့ရှိရင်ဗျာဒီဘောတော့ဒီမှာကိုယ့်ကျဲတွေကအကြီးနှေးတယ်ဒီအကြီးသွားလို့နှေးတယ်ဆိုလို့ရှိရင်ဒီ UC ဖက်ပေါ့နော်ဒီစင်နာမျိုးက UC ဖက်ဒီကောင်ကိုအစာနဲ့ရိုးပြီးတော့ကျွေးလို့ရှိရင်သူကအကြီးမြန်နေဗျာဒီ UC ဖက်ကလေသူကအကြီးမြန်တာပဲလားအကြီးမြန်တာတဲ့မဟုတ်ဘူးဒီ UC ဘက်ကကြတော့ဒီဟိုပေါ့ဒီဟာကိုအစာနဲ့ရုပ်ပြီးတော့ကိုကကျွေးပေးမယ်ဆိုလို့ရှိရင်ကျဲတွေကလည်းအကြီးမြန်တယ်နောက်ပြီးတော့မှဒီကျဲတွေဟိုဟာပေါ့ကျမ်းမာရေးကောင်းတာပေါ့နော်ယောဂအလွယ်တကူဝင်ရမလာနိုင်ဘူးဒီရာသီဥတုပြောင်းလဲတဲ့အချိန်တွေပဲဖြစ်ဖြစ်ဒီအလျှော့သောယောဂတွေလည်းတုံတိုင်ဝင်လို့မရဘူးဒီကောင်အစာနဲ့ရုပ်ပြီးကျွေးတယ်ဆိုလို့ရှိရင်ဒီပမာတာပေါ့နော်ကြက်ကလေးတွေကဒီဟာကိုအစာနဲ့ရုပ်ပြီးကျွေးမယ်ဆိုရင်ဒီကောင်ကအစာနဲ့ရုပ်ပြီးဘယ်လိုကျွေးရလဲဆိုလို့ရှိရင်ဒီကောင်ကိုကြက်အစာကီလိုဂရမ်20လမှာဒီဂရမ်ကီလိုဂရမ်20လကိုဒီနည်းနည်းလေးဗျာနည်းနည်းလေးပဲသူ့ကိုနေပြီးတော့ဒီဂရမ်ရဲ့တဂရမ်ရဲ့ထဲဝဲလာပဲဒီနည်းနည်းလာပဲသူ့ကိုနေပြီးတော့ဂရမ်ရဲ့ထဲဝဲလာပဲနေပြီးတော့သူ့ကိုရိုးပြီးတော့တိုက်ပေးရတယ်ရိုးပြီးတော့ကျွေးပေးရတယ်အများကြီးသုံးလို့မရဘူးနော်နည်းနည်းလေးပဲသူ့အစာထဲမှာဒီနေ့ကိုနည်းနည်းလေးပဲထည့်ပြီးတော့ကျွေးရတယ်ဒီကောင်ကအများကြီးကျွေးလို့မရဘူးနည်းနည်းလေးကျွေးနည်းနေတိုင်းကျွေးတော့တယ်ဆိုလို့ရှိရင်ကိုယ့်ကျဲတွေအကြီးမြန်နေဗျာဒါပေမဲ့ဒီကျဲတွေအကြီးမြန်နေဆိုတာကဒီဆေးဝါးတစ်ခုလုံးပေါ်မှာပဲအကုန်လုံးမှီတည်နေတာတော့မဟုတ်ဘူးပေါ့ဒီအစာကျွေးတဲ့ပုံမှာလေးမူတည်ပါတယ်ဒီအစာအာဟာရပေါ့အဲ့ဒီအစာအာဟာရမှာဒီ protein များများပါတာတွေကိုကျွေးတယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့အကြီးမြန်တာပေါ့နော်ဒီကျွန်တော်ပြောချင်တာကဒီကိုကျဲတဲ့အကြီးမြန်ရှင်တယ်ဆိုလို့ရှိရင်ဒီ UC ဘက်ပေါ့ဒီ UC ဘက်ကိုဆောင်ထားစေချင်ပါတယ်ဒီ UC ဘက်ကတော့မနေ့ပြန်ပေါ့ကျွန်တော်တော့မနေ့ပြန်လေယာဉ်နဲ့ပို့ပေးမယ်ဒီ UC ဘက်ကိုမနေ့ပြန်ကြလို့ရှိရင်ကျွန်တော်စာတိုက်ကိုသွားပြီးပို့ပေးလိုက်မှာပေါ့နော် UC ဘက်ကိုဒါကတော့ကျွန်တော်ကျဲတဲ့အကြီးမြန်လုပ်ဖို့အတွက်နံပါတ်တိုက်နီးလာပေါ့နော်ဒါကျဲတဲ့အကြီးမြန်လုပ်ဖို့နံပါတ်တိုက်နီးလာပေါ့ဒါ UC ဘက်ကျွန်တော်ခုံမလေးသေးခုံကသေးပြီးတော့ပြည့်စည်ရများတယ်ဗျာကျွန်တော်ခုံမလေးဒီမှာဒီ UC ဘက်ကိုသုံးဆွဲပါပဲเนาะကျဲတဲ့အကြီးမြန်ရှင်တယ်ဆိုလို့ရှိရင် UC ဘက်ကိုသုံးဆွဲပါနောက်ထပ်နေ့တနည်းကကြာတော့ဗျာဒီပေါ့ကျွန်တော်အကြံပေးရှင်တဲ့နောက်ထပ်နေ့တနည်းကတော့ဒီကောင်နာမည်ကတော့ဖာမိန်ပေါ့နော်ဖာမိန်ဆဲပေါ့နော်ကျဲတွေကဗျာကွဲကျဲတွေမှာတခါတလေကြာလို့ရှိရင်ကျွန်တော်တို့ကျဲတွေမှာပန်ရှိတယ်ဗျာခန္ဓာကိုယ်ထဲမှာပန်ရှိတယ်ဆိုလို့ရှိရင်ဒီကိုယ့်ကျဲတွေကအစာစားတယ်ဗျာကျွန်တော်တို့ကအစာကောင်းကောင်းကျွေးပေမဲ့ကျဲတွေကဒီအစာစားတယ်ဗျာစားလို့စားတယ်ဒါပေမဲ့ तू ကဝါမလာဘူးပေါ့ပိန်ပြီးတော့မှဒီမဝါပဲနဲ့ပိန်နေတယ်ဆိုလို့ရှိရင်အဲ့ဒါလဲကျွန်တော်တို့ကနေပြီးတတိထားရမယ်ဘယ်လိုလဲဆိုတော့ကိုယ့်ကျဲတွေကကိုယ်ကအစာကောင်းကောင်းကျွေးတဲ့နဲ့ကျဲတွေကကြီးထွားမလာဘူးမကြီးဘူးဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကဒီတန်ရှားပေးရမှာပေါ့နော်ကျဲတွေကိုတလက်တကြီးတန်ရှားပေးရမယ်ကိုယ်ရဲ့ကျဲတွေရဲ့ခန္ဓာကိုယ်ထဲမှာဒီတန်ကောင်တွေရှိတယ်ဆိုလို့ရှိရင်ဒီဥလန်းကြောင်းတွေမှာတန်ကောင်တွေရှိတယ်ဆိုလို့ရှိရင်ဘလောက်ပဲအစာစားပေါ့ဒီကျဲတွေကမကြည့်နိုင်တော့ဘူးဗျာအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီကျဲတွေကိုကိုယ့်ရဲ့ကျဲတွေအကြီးမြန်ဖို့ဆိုလို့ရှိရင်ဒီတန်ကောင်ကိုလည်းအမြဲတမ်းရှားပေးဖို့လို့လေတလက်တစ်ချိန်လောက်ပုံမှန်ရှားပေးဖို့လို့လေအဲ့လိုမျိုးတန်မရှိမှပဲကိုယ့်ရဲ့ကျဲတွေကအကြီးမြန်တာဖြစ်ပါတယ်ကိုကအစာကောင်းကောင်းကျွေးတယ်ဆေးကောင်းကောင်းကျွေးပေမဲ့ဒီတန်ကောင်မရှားဘူးဆိုလို့ရှိရင်လည်းဒီကျဲတွေကမကြီးဘူးဗျာဒါကြောင့်ကျွန်တော်ကဒီမှာပေါ့ကျွန်တော်တို့စီမှာဆိုဖာမိုက်ရှိတယ်ဒီဖာမိုက်လည်းကျွန်တော်တို့စီမှာမှာလို့ရပါတယ်
ပန်ရှားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကြက်တွေကိုတလန်းမှာတစ်ကြိမ်ပန်ရှားပေးရမယ်တကယ်လို့ပန်မရှားပေးဘူးဆိုလို့ရှိရင်ကြက်တွေကဒီအကြီးနေတာပဲလားဆိုရင်အကြီးနေတာတဲ့တဲ့မဟုတ်ဘူးဗျဒီဥလန်းချောင်းမှာပန်ကောင်တွေများလာတယ်ဆိုလို့ရှိရင်ဒီကြက်တွေကနေပြီးတော့ဥလန်းချောင်းကိုပန်ကောင်တွေပိုက်ဆိုးပြီးတော့ဒီသေသွားနိုင်တာပေါ့နော်တချို့တွေကြတော့ဗျာဒီကိုယ့်ရဲ့ကြက်တွေမှာပန်ကောင်တွေရှိတယ်ဗျာပန်ကောင်တွေရှိတော့သူတို့ယောဂဖြစ်တယ်လို့ထင်တယ်ကြက်တွေကဗျာမိုင်တွေပြီးတော့ဒီတောင်ပန်တွေကြက်အမွဲတွေဖွာပြီးတော့မှဒီအမွဲကြမ်းပြီးတော့ဒီပိန်ကောက်ပြီးတော့မှန်ပြီးတော့ပဲနေတယ်ပေါ့မအီမသာပေါ့မရွှဲမလန်းဖြစ်နေတယ်ဆိုလို့ရှိရင်တချို့တွေကြဆေးကုတ်ကြတယ်အဲ့ဒါတွေကိုဆေးကုတ်ကုဘယ်ဆေးနဲ့မှလည်းကိုလို့မပြဘူးနားဆုံးသေသွားတယ်တကယ်ကအဲ့ဒါယောဂဖြစ်တာမဟုတ်ဘူးဒီပန်ကောင်တွေရှိနေလို့ရှိရင်လည်းအဲ့လိုပုံစံမျိုးဖြစ်တယ်ဒါကြောင့်ကိုယ့်ရဲ့ကြက်တွေကိုဒီပန်ကောင်ကိုအဓိကအလေးနဲ့ထားပြီးတော့ပန်ရှားမှုကိုလည်းအလေးနဲ့ထားပေးပါလို့ကျွန်တော်ပြောရှင်တယ်ပန်ရှားဆေးလို့ရှင်တယ်ဆိုရင်တော့ကျွန်တော်တို့စီမှာဒီမှာမှာလို့ရပါတယ်ပန်ရှားဆေးလေးရှိပါတယ်အခုကအကြည့်မြရှင်တယ်ဆိုလို့ရှိရင်နံပါတ်တိုက်အနေနဲ့ကျွန်တော် UC ဖဲကိုအကြံပြုထားပါတယ် UC ဖဲလည်းဒီအရေးကြီးတာပေါ့နော်ဒီ UC ဖဲကအကြည့်မြနဲ့ကြက်တွေကိုပါမှန်စေတယ်ယောဂအလွယ်တကူဝင်ရလို့မရဘူးဒီ UC ဖဲကကြတော့ဗာလဲဆိုတော့သူကကြက်အကြီးအငယ်အကုန်လုံးကိုကျွေးလို့ရတယ်ဗျဒီကြက်ကြီးပဲကျွေးလို့ရတယ်မဟုတ်ဘူးကြက်ငယ်လေးကအဆက်ဒီဥစားကြက်အကုန်လုံးကိုကျွေးလို့ရတယ်ဒေသကြက်တွေရောအကုန်လုံးနောက်ပြီးတော့သူကကြက်ပဲကျွေးလို့ရလားဆိုတော့မဟုတ်ဘူးဒီမှာကြည့်သူကကြက်ဝဲဘေးနောဆိုင်အကုန်လုံးကျွေးလို့ရတယ်ဒီကောင်ကအကုန်လုံးပဲထောက်ထားတာအကြီးအငယ်မရွေးဘူးပေါ့နော်ကြက်ဘေးနောက်ပြီးတော့နောကျွေးနောက်ပြီးတော့ဝဲအကုန်လုံးကျွေးလို့ရတယ်အစာထဲမှာရိုးပြီးတော့ကျွေးရတာဒီကောင်ကနောက်မှအရှင်ရဲ့ဒီကောင်ကြောင့်လဲကျွန်တော်အသေးစိတ်တင်ပေးပါမယ်ဒါဆိုရင်ကျွန်တော်နံပါတ်1နဲ့နံပါတ်2နီးလောက်ကိုပထမဒီကောင်ပုံကြီးစီရှင်နေဆိုလို့ရှိရင်တကယ်လို့ကိုယ်ကပန်ရှိတယ်ဆိုရင်ဒီကောင်နဲ့ရှက်ဒါဆိုရင်အကြည့်မြန်လိမ့်မယ်ပန်ရှားပြည့်တယ်ဆိုလို့ရှိရင်နောက်ထပ်အခုမြတ်ဝင်ပြရှင်တာကတော့ဒီမှာပေါ့ဗီတာမင်ဗျာဒီဗီတာမင်ကတော့ Hycomet 100ရေပေါ့ဒါကတော့ဥစားကျဲတွေအတွက်ထောက်လုပ်ထားတာဖြစ်ပါတယ်ဥစားကျဲတွေကဒီအုံလုံးကောင်းဖို့ဒီအုတ်ရမ်းတက်နေတယ်ဆိုလို့ရှိရင်ဒီအုတ်ပြောင်အုတ်ဖို့အတွက်ပေါ့နော်ဒီကောင်ကျွဲတယ်ဆိုလို့ရှိရင်အုတ်များဥတယ်အုတ်ခွန်ထူတယ်အုတ်နှိုက်ရောင်လှတယ်ပြီးတော့မှဒီအုတ်အိမ်ကိုဒီသားအိမ်ကိုအုတ်သားအိမ်ကိုအောက်ကောင်းစေတာပေါ့နော်ဒါကတော့ Hycomet 100ရေဒါလည်းဗီတာမင်ပေါ့ဒီကောင်ကြတော့ဖာမာဝီဒီဖာမာဝီဟာလည်းဒီကြက်ဘေးနောက်ပြီးတော့ဒီဝဲအကုန်လုံးကျွေးလို့ရတယ်ဒီကောင်လည်းဗီတာမင်ပဲဒီကောင်လည်းအစာမလေးရိုးကျွေးလို့ရတယ်လို့ဒီရေနဲ့လေးရိုးတိုက်လို့ရတယ်ဒီကောင်တွေလည်းကျွေးမယ်ဆိုလို့ရှိရင်ဒီကောင်တွေလည်းကြက်တွေကိုအကြီးမြန်တယ်ပြီးတော့မှဒီကြက်တွေကိုဒီပါမစေတာပေါ့နော်ပါမကြမ်းမစေတာပေါ့နော်ကြက်တွေကိုဒီဆေးတွေလဲကြက်တွေကိုပါမစေတယ်ကြက်တွေကိုအကြီးမြန်စေတယ်အလွယ်တကူဒီဟာတွေကျွေးထားတယ်ဆိုလို့ရှိရင်ဝင်ရလာလို့ယောဂတွေဝင်ရလို့မရဘူးဒီကောင်တွေကကိုခံအောင်ကောင်းစေတာပေါ့ပြောရမယ်ဆိုရင်ဒီကြက်မွေးမြူးသမားတွေကဗီတာမင်အကြောင်းတွေကိုဘာကြောင့်သုံးစေရလဲဆိုတော့သူတို့သိတယ်ဗျာကျွန်တော်တိုက်ပြီးတော့ရှမ်းပြနေကြမလို့ပါဘူးဗီတာမင်ဆိုတာဒီကြက်တွေရှမ်းပြောင်းရှမ်းချွေးရှမ်းတွေအပြောင်းရွှေ့ပေါ့ရာသီအဲ့ဒီရာတွေမှာဒီဗီတာမင်တွေတိုက်ပေးရတယ်ပြီးရင်မှဒီကြက်တွေဗျာရှမ်းလုံပြီးတော့မွေးတယ်ကျွန်တော်တို့ကြက်တွေကရှမ်းလုံပြီးတော့ဒီရှမ်းထဲမှာဒီထောင်ချထားတယ်လို့မျိုးပေါ့ကြက်တွေကိုဒီနေရာချင်းလေးထဲမှာမှဒီတပေပဲလေလာရှိတဲ့နေရာမှာမှဒီကြက်တွေကိုတကောင်ပြီးမွေးထားပြီးတော့အထက်မွေးထားတာပေါ့နော်နှစ်ထပ်သုံးထပ်ဒီလိုမျိုးကြက်တွေကိုနေပြီးတော့ထောင်ထဲမှာလှောင်ပြီးတော့မွေးထားတယ်လို့မျိုးပေါ့နော်ပြည့်ကျပြီးတော့အဲ့လိုဆိုကြက်တွေကစိုက်ပြီးစီးမှုတွေဖြစ်တယ်ဒါဆိုရင်သူတို့ဗီတာမင်ကျွေးပေးရတယ်ဒါဆိုရင်သူတို့ကစိုက်ပြီးစီးမှုတွေပြပြတာပေါ့နော်ပြီးတော့မှကြက်ရှံအပြောင်းရွှေ့အဲ့ဒီဟာမှာလည်းဒီဗီတာမင်ကိုတိုက်ပေးရတယ်ဒါမှဒီရေတိုက်မြေတိုက်ကိုရရှိတဲ့အခါမှာဒီဗီတာမင်တွေကဒီယောဂတွေမကြအောင်ဒီယောဂတွေဝင်ရမလာအောင်ဒါအကူအညီပေးတာပေါ့နော်ဒီအစာတွေကိုလည်းနေပြီးတော့မှဒီအစာမကြည့်ဘူးဆိုလို့ရှိရင်ဒီဗီတာမင်ကအကူအညီပေးတယ်ကြက်တွေပါနောက်ပြီးတော့ဗီတာမင်တွေကိုဘယ်အချိန်မှာပေးရလဲဆိုလို့ရှိရင်ဒီဗီတာမင်ပေးရတာကဒီကြက်တွေဗျာကျွန်တော်ကကာကွယ်ဆေးပေးလိုက်တဲ့အချိန်မှာဒီကြက်တွေကဒီအားနေသွားတာပေါ့အားနေသွားပြီးတော့မှသူတို့ကစိုက်ပြီးစီးမှုတွေဖြစ်တယ်ကာကွယ်ဆေးပေးလိုက်တယ်ဆိုအဲ့ဒီအချိန်မှာဒီဗီတာမင်ကပေးရတယ်ဗီတာမင်ကို
အဲ့လိုပေးလဲဆိုလို့ရှိရင်သူတို့ရဲ့ကိုခံအောင်ကောင်းတာပေါ့စိုက်ပီးစီးမှုတွေရှော့ချပေးတာပေါ့နောက်ပြီးတော့ဗီတာမင်ဆိုတာကတော့ဒီအဲ့ဒါပဲလားဆိုတော့မဟုတ်ဘူးဒီဗီတာမင်တွေကကြာတော့ဗျာဒီကောင်တွေကကြာတော့ကျဲဥတွေဒီအုံလုံးကောင်းဖို့အတွက်လည်းပေးရတာပေါ့နော်အုတ်ခွန်ထူဖို့အတွက်လည်းအရေးကြီးတယ်ဒီဗီတာမင်တွေကဒီဗီတာမင်တွေကကျဲတွေပဲပေးရတာလားဆိုမဟုတ်ဘူးဗျာကျွန်တော်တို့ဒီထိုင်းဘက်မှာဆိုလို့ရှိရင်ဒီအကုန်လုံးဒီဝဲမွေးမြူရေးရှောင်တွေမှာလည်းသူတို့ဗီတာမင်တွေပေးတယ်ဗီတာမင်တွေကိုအစာနဲ့ရွေးကြွေးတာပဲဖြစ်ဖြစ်ရေနဲ့ရွေးကြွေးတာပဲဖြစ်ဖြစ်သူတို့ဗီတာမင်တွေကိုတိုက်ပေးရတယ်ဒီကျဲတွေနွားတွေနောက်ပြီးတော့ဝက်တွေကိုဒီဝက်မွေးမြူရေးရှောင်တွေနွားမွေးမြူရေးရှောင်တွေမှာဆိုရင်လည်းဒီဗီတာမင်တွေကိုအကုန်လုံးပေးရတယ်သူတို့ဘာလို့ဗီတာမင်တွေကိုပေးရလဲဆိုလို့ရှိရင်ဒီနွားမွေးမြူရေးတွေဝက်မွေးမြူရေးတွေမှာဆိုလို့ရှိရင်ဒီဗီတာမင်တွေကိုပေးထားတယ်ဆိုလို့ရှိရင်သူတို့ကကိုခံအောင်ကောင်းတယ်ဗျာယောဂအလွယ်တကူမဝင်နိုင်ဘူးနောက်ပြီးတော့ဒီဝက်တွေနောက်ပြီးတော့ဒီနွားတွေသူတို့ကနေပြီးတော့ဒီသွားဖွားတဲ့အခါမှာဗျာကျွန်တော်တို့အခက်အခဲဖြစ်တယ်ဗျာဒီဗီတာမင်တွေကိုအမြဲတမ်းတိုက်ပေးထားတဲ့ကောင်တွေကြတော့ဒီနွားတွေမွေးဖွားတဲ့အခါမှာပဲဖြစ်ဖြစ်ဒီနောက်ပြီးတော့ဒီဝက်တွေမွေးဖွားတဲ့အချိန်မှာပဲဖြစ်ဖြစ်သူတို့ကဗီတာမင်တိုက်ထားတယ်ဆိုလို့ရှိရင်မွေးဖွားရလွယ်ကူစေတယ်မွေးဖွားရတာမခက်ခဲတော့ဘူးဒီဗီတာမင်တွေတိုက်ပေးထားတယ်ဆိုလို့ရှိရင်ဒါကြောင့်ဒီကျဲမွေးမြူရေးရှာပဲဖြစ်ဖြစ်ဝဲမွေးမြူရေးရှာပဲဖြစ်ဖြစ်ဘယ်နေရာမှာမဆိုဒီဗီတာမင်ကလုံးဝပြတ်သွားလို့မရဘူးဒီဗီတာမင်ဟာအရေးအကြီးဆုံးပဲဒီတော့လည်းဗီတာမင်တစ်မျိုးပဲဒီ UC ဖက်လည်းဗီတာမင်တစ်မျိုးပဲ UC ဖက်လည်းဒီဗီတာမင်တစ်မျိုးပဲဒီကောင်ကကြတော့ဖာမာဝီဒီကောင်လည်းကျဲဘေးဝဲအကုန်လုံးကျွေးလို့ရတယ်ဒီကောင်လည်းဟိုက်ကွန်မဲ့ဥစားကျဲတွေကိုအဓိကဥစားကျဲတွေအုံလုံးကောင်းဖို့အတွက်အဓိကထောက်လုပ်ထားတာအုတ်ခွန်တွေထူတယ်ဆိုလို့ထူဖို့အတွက်အဓိကထောက်လုပ်ထားတာကျွန်တော်တို့မှာကဥကျဲမွေးမြူတယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့မှာကဒီအိုးတွေအိုးလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖားတည်ရစီကိုပို့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဝေးကြီးကိုပို့ရတယ်ပို့ရတဲ့အချိန်မှာကျွန်တော်တို့ရဲ့အုတ်ခွန်တွေပါတယ်ဆိုလို့ရှိရင်အဆင်မပြေဘူးဗျာလမ်းမှာအလွယ်တကူမှကျွန်တော်တို့ကဒီအခွန်ပါတယ်ဆိုလို့ရှိရင်အုတ်ခွန်ပါတယ်ဆိုလို့ရှိရင်တော့ဒီကိုယ်ရဲသွားနိုင်တာပေါ့နော်ဒါဆိုရင်ဒီကောင်ကအထကူပြုတ်တယ်ဒီကောင်ကကူညီပေးတယ်အုတ်ခွန်တွေထူတယ်အုံလုံးကောင်းတယ်အုတ်အနှိုက်အယောင်လှတယ်ပြီးတော့မှဒီအုတ်မအုတ်တဲ့ကျဲတွေလည်းဒီအုတ်လာစေတာပေါ့ဒီဗီတာမင်တွေကိုကျွေးပေးတယ်ဆိုလို့ရှိရင်ပြီးတော့မှဒီဗီတာမင်တွေကကျတော့ဒီဟာလောက်နဲ့အဆုံးသတ်တော့လို့ဆိုမဟုတ်ဘူးဗျာတော့ကျွန်တော်လိမ်ပြီးတော့ပြောနေတာလည်းဘာမှမရှိဘူးဒါတကယ်ပဲကျွန်တော်ဘက်ကကျွန်တော်နိုင်ငံမှာမွေးမြူတဲ့သူတွေကစီးစနိတ်မကြဘူးပေါ့နော်ဒီတိုင်းတစ်ပိုင်းမွေးမြူတဲ့သူတွေကဒီဗီတာမင်လည်းမကျွေးပေးနဲ့မွေးမြူကြတယ်ဗျာဒီဗီတာမင်တွေဆိုလို့ရှိရင်ဒီဗီတာမင်တွေမှာဗီတာမင်တစ်ထောက်မှာဘယ်ဗီတာမင်ပဲဖြစ်ဖြစ်သူရဲ့ဒီဗီတာမင်တွေမှာအမျိုးအစားပေါင်းများစွာဒီဆေးရှာမျိုးလာပါတယ်ဗီတာမင်တစ်ခုထဲမှာကိုဆေးနှစ်ခုကနေဆေးရှာခုလာပါတယ်အမျိုးအစားပေါင်းသူတို့ကဒီပြီးတော့ဗီတာမင်ဒီကယ်လဆီယမ်တို့ပတ်တူဓာတ်တွေအမျိုးမျိုးပေါင်းစားတဲ့ဒီဗီတာမင်ဆိုတာအမျိုးစုံဒါပါတယ်ဗီတာမင်တစ်ခုမှာသူကနွေရာသီတွေမှာဆိုလို့ရှိရင်ကျဲတွေဗျာဒီရေငန်းရှဲတွေကိုလည်းသူတို့ကနေပြီးတော့ဖြည့်ရှင်းပေးတယ်ဒီကျဲတွေရဲ့သေဆုံးမှုနှုန်းကိုလည်းဒီကျဲတွေရဲ့သေဆုံးမှုနှုန်းကိုလည်းသူတို့ကရှော့ချပေးတယ်ယောဂတွေကိုလည်းကာကွယ်ပေးတယ်ဒီဗီတာမင်တွေကိုပေးထားတယ်ဆိုလို့ရှိရင်ကိုခံအောင်ကောင်းတယ်ကျဲတွေကိုဒါကြောင့်ဒီကျဲရှာတိုင်းမှာဒီမွေးမြူရေးရှာတိုင်းမှာဗျာကျဲဘေးဝဲနော်အကုန်လုံးမှာဒီဗီတာမင်တွေဟာမဖြစ်မနေတိုက်ကိုတိုက်ပြရမယ်ဗီတာမင်တွေကဘာဖြစ်လို့ဆိုဒီဗီတာမင်မပေးထားဘူးဆိုလို့ရှိရင်နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေဟာအများများတယ်ကျွန်တော်တို့ကဖြစ်ပြီဆိုလို့ရှိရင်ဒီဆုံးရှုံးမှုတွေအများများနိုင်တယ်ဗျာဗီတာမင်ပေးပြီးတော့မှကျွန်တော်တို့ကပိုက်ဆံနေကုန်မှာကိုကျွန်တော်တို့ကနေပြီးတော့တိုက်ပြီးတော့မတွန်းတုံနဲ့ကျွန်တော်ပြောချင်တာကဗီတာမင်မပေးပေးတဲ့ထားလို့ကျွန်တော်တို့ဆုံးရှုံးရမယ့်ပမာဏတွေကိုကျွန်တော်တို့ကတွဲရှဲစေချင်တယ်ကိုယ့်ရဲ့မွေးမြူရေးရှာမှာဗျာဒီမွေးတယ်ဆိုလို့ရှိရင်ဒီမဖြစ်ခင်ကြိုတန်းကာကွယ်တာဖြစ်ပြီးမှဆိုရင်ကျွန်တော်တို့ကကုသရတာနဲ့လူပယ်မနဲ့စိုက်ပယ်မနဲ့အရှင်တွေကုန်တယ်ကျွန်တော်တို့ကုသရတာကြတော့ဖြစ်လာပြီဆိုရင်ကုသရတာလည်းခက်ခဲတယ်ဒါကြောင့်မဖြစ်ခင်ဒီကြိုတန်းကာကွယ်ထားမွေးမြူရေးရှာတိုင်းမှာဒီဗီတာမင်ကလုံးဝပြိုက်လို့မရဘူးနွေရာသီတွေမှာဥပမာဆိုရပါတော့နွေရာသီတွေမှာဗျာကျွန်တော်ကြက်တွေမှာဒီကူးစက်မြန်လေပွားရုံယောဂတွေဖြစ်တယ်ဆိုပါတော့ဒီလေပွားတွေကွဲပြီးတော့မှဒီအပန်းတွေမြဲပြီးတော့ကျက်တွေမှာဒီအပန်းတွေမြဲပြီးတော့လေချောင်းမှာအပန်းကြီးတွေမြဲပြီးတော့မှတလိုက်တွေကတ်ရွှဲတွေကပြီးတော့အဲ့လိုမျိုးသေဆုံးမှုတွေကိုလည်းဒီကောင်ကဗီတာမင်တွေကဒီသေဆုံးမှုတွေကိုရှော့ချပေးနိုင်တယ်ကျက်တွေရဲ့နွေရာသီပိုင်းမှာသေဆုံးမှုတွေနောက်ပြီးတော့ဆောင်းရာသီတွေမိုးဆောင်းရာသီတွေမှာဒီသေဆုံးမှုတွေကိုကျက်တွေရဲ့သေဆုံးမှုတွေကိုရှော့ချပေးနိုင်တယ်စိုက်ပီးစီးမှုတွေကိုရှော့ချပေးနိုင်တယ်နောက်ပြီးတော့ဒီချမ်းအပြောင်းရွှေ့တယ်ဒီရာသီဥတုပြောင်းရွှေ့တယ်နောက်ပြီးတော့ဒီကာကွယ်ဆေးပေးတဲ့အချိန်တွေမှာဒီဗီတာမင်တွေကလုံးဝမဖြစ်မနေပေးသင့်တယ်ကျွန်တော်အကြံပြုရှင်တာက
ကျွန်တော်ခုနကပြောသွားတဲ့အချိန်မှာဒီ plan share ပေးဖို့လည်းကျွန်တော် plan share ပေးဖို့လည်းကျွန်တော်အကြံပြုထားပါတယ်နော်ဟုတ်ကဲ့ဆေးဝါးတွေမှာယူရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီမှာဒီကျွန်တော်ရဲ့ဒီ Facebook ပေးမှာလဲကျွန်တော် like စာတွေပေးထားပါတယ် Facebook ပေးနေမှာလဲကျွန်တော် like စာတွေ share ပေးထားပါတယ်ကျွန်တော်စီမှာဒီမှာယူရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်စီကမှာယူရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်စီကို like စာတွေကိုလာရောက်မေးမြန်းလို့ရပါတယ်ကျွန်တော် like စာပေးပါမယ်မှာယူရမယ့် like စာကျွန်တော်ပေးပါမယ်ဒီကျွန်တော်တို့ဖြန့်ရှင်းနေတဲ့ဆေးဝါးတွေကိုစိုက်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်စီကိုဆက်သွယ်လာခဲ့ပါဗျာနော်ဒီနေ့ကတော့ဒီဗီတာမင်တွေကိုရေဖြိုတိုက်တယ်ဆိုလို့ရှိရင်အဲ့ဒါတွေမကတ်သေးဘူးကျွန်တော်ပြောဖို့နေကြံခဲ့တာပေါ့ဒီဗီတာမင်တွေကိုရေဖြိုပြီးတော့တိုက်တယ်ဆိုလို့ရှိရင်ဗျာဒီကြက်တွေကအကြည့်မြန်နေဗျာဒါကျွန်တော်လိမ်ပြီးပြောနေတာမဟုတ်ဘူးဒီတကယ်ကြက်မွေးမြူရင်းနဲ့ပတ်သက်တဲ့ဒီပညာရှင်တွေကိုလည်းမေးကြည့်ပါဆရာကြီးတဲ့အတွေ့အကြုံရှိတဲ့လူတွေကိုလည်းမေးကြည့်ပါဒီဗီတာမင်တွေကဒီကြက်တွေရဲ့ဒီကြီးထွားမှုနှုန်းကိုလည်းအထောက်အကူပြုတယ်သူတို့နေတိုင်းရေဖြိုတိုက်တယ်ဆိုလို့ရှိရင်ယောဂဝင်ရမှုကိုလည်းသူတို့ကတားဆီးပေးတယ်နောက်ပြီးတော့သူ့ရဲ့ကြီးထွားမှုကိုလည်းအထောက်အကူပြုတယ်ပြီးတော့နွားဝဲတွေမှာလည်းသူဒီတဲဆန်တွေရဲ့ဒီသွားဖွားမှုကိုလည်းသူတို့ကနေပြီးတော့လွယ်ကူရှုံးမွေးအောင်ကူညီပေးနိုင်တာပေါ့နော်ဒီဗီတာမင်တွေကဟုတ်ကဲ့ပါကျွန်တော်ဒီဆေးကတော့မနေ့ပြန်ပို့မှာပေါ့နော် UC ဖက်ကျက်တွေကိုအကြီးမြောင်ဘယ်လိုလုပ်ရမလဲမင်းနေတဲ့သူတွေဒီမှာ UC ဖက်ရှိတယ်နော် UC ဖက်ကွဲကျက်တွေအကြီးမြောင်ရှင်တယ်ဆိုလို့ရှိရင်အခုနကကျွန်တော်အကြံပြုထားတာတွေကိုလုပ်ပေးပါဒါဆိုရင်ကျက်တွေအကြီးမြောင်တယ်ပြီးတော့သေဆုံးနှုန်းကိုလည်းရှော့ချပေးနိုင်တယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်